ခမားသာအမေရိကန်နိုင်ငံရဲ့သမ္မတတဦးဖြစ်လာခဲ့ပဲဆိုရင်နေ့စဉ်တနေ့တာမှာဘာတွေလုပ်ရမလဲဆိုတာကိုပြောပြပေးသွားပါပါအကယ်၍များခမားကအမေရိကန်နိုင်ငံရဲ့သမ္မတဖြစ်လာခဲ့မယ်ဆိုရင်တော့ခမားနေနဲ့ကမ္ဘာမှာထင်ရှားဆုံးပုဂ္ဂိုလ်တယောက်ဖြစ်လာမှာဖြစ်ပြီးတော့ခမားနေအိမ်ကနေအင်ဖြူတော်မှာလုံခြုံရေးအပြည့်အဝနဲ့ပြောင်းရွှေ့နေထိုင်ရမှာဖြစ်ပါတယ်ဒါ့အပြင်ခမားဟာမနက်6နာရီမှာအိယာကထချင်းမထချင်းနေပူမိုးရွာအိယာထားပြီးအမေရိကန်သမ္မတတဦးရဲ့လုပ်ငန်းဆောင်တာတွေကိုတာဝန်ထမ်းဆောင်ရမှာဖြစ်ပါတယ်။အဲ့ရထားပြီးရင်တော့ခမရမနက်စာစားရင်နဲ့တကဘာလုံးမှာဖြစ်ပျက်ခဲ့တဲ့သတင်းတွေပြည်တွင်းသတင်းတွေကိုဖတ်ရှုလေ့လာရမှာဖြစ်ပြီးရင်တော့သမ္မတရဲ့နေ့စဉ်အစည်းအဝေးကိုတက်ရောက်ရမှာဖြစ်ပါတယ်။သမ္မတရဲ့နေ့စဉ်အစည်းအဝေးကိုတော့သမ္မတဖြစ်တဲ့ခမရနဲ့အတူဒုတိယသမ္မတတပ်ဖက်ဆိုင်ရာအကြီးအကဲတွေလုံခြုံရေးအဖွဲ့အစည်းတွေအကြံပေးတွေဝန်ကြီးတွေနဲ့ပညာရှင်တွေကတက်ရောက်ကြမှာဖြစ်ပြီးတော့ဒီအစည်းအဝေးဟာနေ့စဉ်မနက်9နာရီကနေ8နာရီလောက်မှကျင်းပလေ့ရှိပါတယ်။မနက်9နာရီမှာတော့ခမရသမ္မတရုံးခန်းမှာရုံတက်ရမှာဖြစ်ပြီးတော့အရေးကြီးတဲ့နိုင်ငံတကာကဖုန်းခေါ်ဆိုမှုတွေအရေးကြီးအပ်တဲ့လက်ခံတွေ့ဆုံတာတွေနဲ့အရေးကြီးတဲ့ရုံးလုပ်ငန်းတွေကိုလှုပ်ဆောင်ရမှာဖြစ်ပါတယ်။နေ့လယ်ပိုင်းမှာတော့သမ္မတဖြစ်တဲ့ခမရအနေနဲ့သက်ဆိုင်ရာဝန်ကြီးတွေအင်ဖြူတော်အရာရှိချုပ်အပါအဝင်အကြံပေးတွေနဲ့တိုင်းပြည်အတွက်လှုပ်ဆောင်ရမယ့်အစီအစဉ်တွေကိုတိုင်ပင်ဆွေးနွေးရသလိုအရေးကြီးဧည့်သည်တွေကိုလက်ခံတွေ့ဆုံတာမျိုးတွေသတင်းစာရှင်းလင်းပွဲနဲ့အခမ်းအနားတွေကိုတက်ရောက်ပေးရမှာဖြစ်သလိုပြည်တွင်းပြည်ပခရီးစဉ်တွေကိုလည်းတွားရောက်ရမှာဖြစ်ပါတယ်။သမ္မတတဦးရဲ့တာဝန်ဟာ24နာရီတပတ်ကို9ရက်မပြတ်မကွက်ထမ်းဆောင်ရလေရှိတာကြောင့်ညပိုင်းတွေမှာလည်းအရေးကြီးတဲ့အစီရင်ခံစာတွေကိုစစ်ဆေးတာတွေနောက်တနေ့အတွက်အစီအစဉ်တွေကိုကြိုတင်ရေးဆွဲတာတွေကိုလည်းပြုလုပ်ရမှာဖြစ်တဲ့အပြင်အရေးကြီးတဲ့ညစာစားပွဲအခမ်းအနားတွေကိုလည်းတက်ရောက်ရမှာဖြစ်ပါတယ်။ညနေပိုင်းကတော့သမ္မတတဦးရဲ့အနားကျယူခြင်းဖြစ်တာကြောင့်ခမားအနေနဲ့ကိုပိုင်ချိန်မှာအပန်းဖြေရင်အိပ်ဆက်နားယူရမှာဖြစ်ပြီးမနက်မိုးလင်းတာနဲ့အမေရိကန်သမ္မတတဦးရဲ့တနေ့တာလုပ်ငန်းတာဝန်တွေကိုမပြတ်မကွက်ပြန်လည်ထမ်းဆောင်ရမှာဖြစ်ပါတယ်။